ဒီနေ့ဗီဒီယိုကတင်းရဲ့ဘဝကိုတကယ်ပြောင်းလဲသွားစေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ရင် AI ကိုအသုံးချပြီးတော့ Digital Nomad တယောက်အနေနဲ့ဘယ်နေရာနေမဆိုဝင်ငွေရှာလို့ရမယ်။လက်တွေ့ကျတဲ့လျှို့ဝှက်ချက်တွေကိုသင်ရရှိသွားမှာပါ။2025မှာသူများနောက်မှာမကြံနေခဲ့ချင်ဘူးဆိုရင် AI ပညာကိုသင်ဘယ်လိုမျိုးလေ့လာရမလဲဆိုတာကိုတိတိကျကျပြောပြပေးသွားမှာပါ။ပတ်စံတွေအများကြီးမရှိဘဲနဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုစချင်တဲ့သူတွေအထူးသဖြင့်လူငယ်တွေအတွက်နည်းပညာအခြေပြုလုပ်ငန်းကအကောင်းဆုံးပါပဲအဲ့ဒီထဲမှာအခုခေတ်ရဲ့အကြီးမားဆုံးအခွင့်အလမ်းကတော့ AI နည်းပညာကိုအခြေခံထားတဲ့လုပ်ငန်းတွေပဲဖြစ်ပါတယ်ဘာလို့လဲဆိုရင်တော့ရိုးရှင်းပါတယ် AI ကတင့်အတွက်အချိန်နဲ့ငွေကိုတိတိတတ်တာချွေတာပေးနိုင်လို့ပါပဲ online shop လိုမျိုးစီးပွားရေးလုပ်ငန်းတွေအတွက်ကြော်ညာဗီဒီယိုဖန်တီးဖို့ဆိုရင်အရင်ကဗီဒီယိုရိုက်ဖို့ edit လုပ်ဖို့စသဖြင့်လစဉ်30ချီကုန်ကျခဲ့ရပါတယ်အခု AI ကိုသုံးလိုက်တဲ့အခါမှာကုန်ကျစရိတ်ကအဆမတန်သက်သာသွားပါတယ်ဒါကတော့တနည်းအားဖြင့်အနေနဲ့ဆိုရင်လစဉ်30ချီဝင်ငွေရလိုက်တာနဲ့အတူတူပါပဲအရင်လိုမျိုးဓာတ်ပုံဒီဇိုင်းတွေဗီဒီယိုတွေဖန်တီးဖို့အတွက်နိုင်ရီပေါင်းများစွာအချိန်ပေးစရာမလိုတော့ပါဘူးသင့်ဖုန်းနဲ့တင်လုပ်လို့ရနေပါပြီဒါအပြင် AI ကသင့်အလုပ်တွေကို professional အဆင့်အထိမြင့်တင်ပေးနိုင်တာဖြစ်တဲ့အတွက် digital nomad တယောက်အနေနဲ့ကမ္ဘာဘယ်နေရာနေမဆိုအရေးသွေးမြင့်ဝန်ဆောင်မှုတွေကိုပေးနိုင်သွားတာပါAI ရဲ့အကြီးမားဆုံးအားသာချက်တွေတစ်ခုကတော့ဗီဒီယိုဖန်တီးရမှာတော်လန်ပြောင်းလဲမှုဖြစ်စေရပါပဲ။တင်ကိုယ်တိုင်ဗီဒီယိုတွေဖန်တီးပြီး YouTube မှာတင်ပြီးတော့ဝင်ငွေရှာလို့ရပါ AI ကတင့်အတွက်ဗီဒီယိုထဲမှာပြောမယ့်စာသား script တွေကိုရေးပေးနိုင်ပါတယ်။မြန်မာလိုဗီဒီယိုလားအင်္ဂလိပ်လိုဗီဒီယိုလား AI ကကူညီပေးနိုင်ပါတယ်။အင်္ဂလိပ်စကားမပြောတတ်ဘူးဆိုရင်တော့ AI ကအင်္ဂလိပ်လိုပြောမယ့်စာသားကိုရေးပေးရမလို့နိုင်ငံတကာဈေးကွက်ကိုပါထိုးဖောက်နိုင်ပါပြီ။အရင်ကဗီဒီယို editing ကခက်တယ်အချိန်ကြာရလို့တွေးခဲ့ဘူးလား။အခုဆိုရင် AI ကအလင်းအမှောင်ချိန်တာတခြား effect တွေထည့်တာအရေးကြီးဆုံးကမြန်မာလိုစာတန်းထိုးတွေကိုပါမိနစ်ပိုင်းအတွင်းမှာလုပ်ပေးနိုင်ပါတယ်ဒီလိုမျိုး AI အကူအညီနဲ့ဖန်တီးထားတဲ့ professional အဆင့်ဗီဒီယိုတွေကို YouTube မှာတင်ပြီးတော့ digital nomad တယောက်လိုမျိုးခရီးသွားရင်အိမ်မှာနေရင်းနဲ့ဝင်ငွေရှာလို့ရနေပါပြီဗီဒီယိုတစ်ခုတည်းတင်လားဆိုတော့လည်းမဟုတ်ပါဘူး AI ကတခြားဝင်ငွေလမ်းကြောင်းတွေကိုလည်းဖွင့်ပေးထားပါတယ်အင်ဂျီ fashion design တွေဖန်တီးဖို့အတွက်ငွေကြီးအများကြီးသုံးစရာအချိန်ကြီးအများကြီးပေးစရာမလိုတော့ပါဘူးကိုယ်ပိုင် fashion design တွေကို AI နဲ့ဖန်တီးပြီးတော့ online ကနေရောင်းချလို့ရနေပါပြီလူကို design ဆိုရင်လည်းစိတ်မပူပါနဲ့သင်လိုချင်တဲ့ keyword တွေအရာတွေ design တွေကို AI ကိုပေးလိုက်ရုံနဲ့စိတ်တိုင်းကျ logo တွေကိုချက်ချင်းထုတ်ပေးနိုင်ပါတယ်ဒီလိုမျိုး AI နဲ့ဖန်တီးထားတဲ့ logo တွေကိုဈေးနှုန်းချသွားစွာနဲ့တခြားသူတွေကိုဖန်တီးရောင်းချပေးခြင်းကလည်းသင်အတွက်နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာပါတယ်ဒါအပြင် AI ကသင်မသိတဲ့အကြောင်းအရာတွေကိုလည်းချက်ချင်းမေးမြန်းလေ့လာလို့ရတာဖြစ်လို့ self learning အတွက်ပါအသုံးဝင်ပါတယ် AI ကိုလေ့လာဖို့ခက်လားဆိုတော့လုံးဝမခက်ပါဘူးအချိန်တစ်ခုပေးပြီးတော့တစ်ဆင့်ချင်းစီလေ့လာသွားမယ်ဆိုရင်လက်တွေ့ကျကျအသုံးချနိုင်ပါလိမ့်မယ်2025မှာ AI ကိုသာအသုံးမချတတ်ဘူးဆိုရင်တေချာပေါက်တင်ရပြိုင်ဖက်တွေနဲ့ရှင်တဲ့အခါကျရင်နောက်ကျကြံခဲ့ပါလိမ့်မယ်။နီးပညာနဲ့အမိမလိုက်နိုင်ခဲ့လို့ပြိုလဲသွားရတဲ့ Nokia ရဲ့ဥပမာကိုတေချာနားလည်ထားဖို့အတွက်လိုအပ်ပါတယ်။အခုချိန်အထိ AI ကိုစနစ်တကျအသုံးချပြီးတော့ဝင်ငွေလမ်းကြောင်းဖန်တီးနေတဲ့သူကအရန်နည်းနေပါသေး။ဒါအသင့်အတွက်တကယ်ကိုရွှေတွင်းကြီးပါပဲ။သင်ကိုယ်တိုင် AI ကိုလေ့လာပါသင်ယူပါပြီးရင်လက်တွေ့အသုံးချပါ။အခုကျမပြောပြသွားတဲ့နည်းလမ်းนี้ဗီဒီယိုဖန်တီးခြင်း logo design အဲ့ဒါတွေက digital nomad တယောက်ဖြစ်ဖို့အတွက်အကောင်းဆုံးအခြေခံတွေပါပဲကမ္ဘာရဲ့ဘယ်ထောက်မှာပဲရှိနေပါစေအင်တာနက်နဲ့ laptop တစ်လုံးရှိရုံနဲ့အိမ်မှာနေရင် AI နဲ့ကိုယ်ပိုင်ဗီဒီယိုတွေဖန်တီးပြီး YouTube ကနေပြီးတော့ဝင်ငွေရှာနိုင်ပါတယ်သင်ကလွတ်လပ်တဲ့အလုပ်ကိုရှာဖွေနေရဆိုရင်ဒီလမ်းကြောင်းကသင်ကိုအကောင်းဆုံးဥတီစီမှာပါဒါကြောင့်လူငယ်တွေရောစီးပွားရေးလုပ်ငန်းလုပ်နေကြတဲ့သူတွေရောအခွင့်အလမ်းရှာနေတဲ့သူတွေရော AI ကိုသေချာလေ့လာပါစူးစမ်းပြီးတော့သင်ရဲ့နောက်ထပ်ဝင်ငွေလမ်းကြောင်းတစ်ခုကိုဖန်တီးလိုက်ပါဒီဗီဒီယိုကနေပြီးတော့တန်မိုးရှိရဲ့အချက်လက်တွေရရှိသွားရင်ဆိုရင်ကျမတို့အားပေးတဲ့အနေနဲ့ like and share လေးလုပ်ပေးဖို့တောင်းဆိုပါရစေဒါအပြင် digital nomad ဖြစ်ဖို့နဲ့ပတ်သက်တဲ့နီးလန်းကောင်းဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှုနိုင်ဖို့အတွက်ကျမ channel ကို subscribe လေးလုပ်ပေးခဲ့ပါနော်တတား